လူလောကမှာပိုက်ဆံရှိရာမျက်နှာလိုက်ချတာဒါတော့ဘောလူသမားပြောကြလူလောကကအဲ့တိုင်းပဲဘာပညာမှမတတ်နဲ့တထေးသားလေးဆိုလို့ရှိရင်အမလေးဝိုင်းဝိုင်းမို့ဝိုင်းဝိုင်းလေအနီးသက်စာမျက်နှာလေတက္ကရာမဘုန်းကြီးတို့စင်ကာပူသွားတယ်စင်ကာပူသွားတော့တက္ကရာမတွေကချမ်းချမ်းသာသာသွားအောင်လို့ဆိုတက်ကြီး business class ကတင်ပေးတာပေါ့နော်အတင်ပေးတဲ့အခါကျတော့အမလေးလင်းမဲလင်းမောင်ကြီးပြုံးတာပဲဘုံဘုံကကိုယ့်ကိုတတိပေးတယ်မင်းပြုံးတာမဟုတ်ဘူးနော်ပိုက်ဆံပြုံးတာအဲဒီမှာလူတွေကကိုယ့်ကိုပြုံးကြတယ်ထင်တာကိုယ့်ကိုပြုံးတာမဟုတ်ပိုက်ဆံကိုပြုံးတာလို့ business class ဆိုရင်သူတို့ကကြိုးစားရတော့ပါလေအဲ့ဒါကိုမထင်မဲနဲ့ငါပြုံးပြတယ်လို့သွားထင်မှားလိုက်မယ်အဲ့လိုဟုတ်လားပတ်စံပေးနိုင်တဲ့လူပြုံးပြမှာပဲမပေးနိုင်လို့ကတော့အဲ့ဒါလည်းတော့ကြည့်မှာမဟုတ်အဲ့ဒါလောကကြီးမှာလူတွေကကိုယ်ပြုံးပြနေတယ်ပတ်စံကိုပြုံးပြတယ်လို့သာအောင်းမိတ်